ခဏညတော့ကျွန်တော်လမ်းလျှောက်ထွက်တော့ဗောနော်ဒီလမ်းညနေခင်းလမ်းလျှောက်ထွက်တော့ဒါရက်ွက်တဲ့ရက်ွက်တဲ့ရောက်တော့ဗောနော်ဒီရက်ွက်တဲ့မှာအိမ်တွေကပန်းလေးတွေစိုက်ထားတာတော့ကပ်ပါကဲအဲ့ဒီဖြတ်တဲ့ကမှာမြေတန်းတန်လန်းမြေတန်းကုန်းကျော်ရောက်တော့ဗောမြေတန်းကုန်းကျော်ကလည်းရန်ကုန်တို့ကျင်းမြတဲ့လူကိုယ်တိုင်ရိုးတန်းပါပဲဒီမှာ UK ကအိမ်နေဗောနော် UK အိမ်မြေတန်းတန်လန်းလေရတော့တော်တိုင်လေကောင်းလေတန်တော်ရှူရတယ်။နွေရသည်လည်းဖြစ်တယ်ဆိုတော့အဲ့ဒီအထူးကြီးတွေလည်းဝတ်စရာမလိုဘူး။အဲ့မှာကြည့်တယ်ပေါ့နော်အဲ့မှာဒီမှာဒီလေကားပြန်ဆင်းတယ်။အောက်ကလေကားပြန်ဆင်း။အဲ့ဒီလေကားပြန်ဆင်းပြီးတော့ဒီရက်ွက်လေးဖြတ်မှာပေါ့အဲ့မှာဒီစစ်မှုစုံကိုနေရပဲ။အဲ့မှာကြောင်နေအိမ်တွေကကြောင်နေမူရရှိတယ်ကြောင်တွေအရင်ရင်လူတွေးတာနဲ့ကတ်မယ်ဆိုတော့အကြောင်တွေဗမ်းမီလေးဒီကအိမ်ပြန်တဲ့လမ်းပဲလမ်းခင်အိမ်ပြန်လာတယ်လမ်းလေးတွေချောက်တော်တာရတဲ့နေရာမှာဒါကတော့ဒီကားလိုင်စင်ရှိတဲ့လူတွေဝင်လို့ရတယ်ပေါ့ဖြတ်လာတဲ့ဘောမျိုးအိမ်ရဝင်းတစ်ဖက်ကျွန်တော်တို့အိမ်တစ်ဖက်အိမ်ရဝင်းအဲဒီမှာပန်းညံလေးတဘောရဲ့ရေကန်လေးရှိတယ်။ထိုင်လို့ရတယ်ရေကန်မှာထိုင်လို့ရတယ်ဒီမှာတော်တော်မှောင်နေပြီ။အမှန်တော့8နာရီခွဲ9နာရီထုတ်ကနေကိုဒီ channel ဝင်လာပြီ။ဒါအိမ်ပဲ။နေ့စီပန်းလေးတွေစိုက်ထားတယ်လမ်းမတပင်လေးတွေရှိတယ်။ကျေးဇူးတင်ပါတယ်ဗျာအားလုံး